ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ကချင် language ကနေကြိုဆိုပါရစေမနုံမနန်းနေရောငွေပြောငါဝကဂျင်းဖို့ကရွှေနဲ့လမန်ကောနာခပ်တော်လာကအိုင်ယနေ့ချစ်မိတ်ဆွေများကိုတင်ပြချင်တာကတော့အရင်ပထဝါမှာတင်ပြခဲ့တဲ့နာဂဆိုင်ဤရဲ့အဆက်ပတ်တူးလေးဖြစ်ပါတယ်ရှင်တနေ့မနန်းနေဖက်ဘိုင်ဝေခါကြမနာလမ်ကိုလဲဝဆဲတန်သာကျွန်းတိုင်းနာဂဆိုင်နေတဲ့ဆင်နာကစင်ကောင်ဖက်ဘိုင်ဝေခါကြမနာရဲအိုင်ဂဆိုတဲ့အသုံးလေးကိုလေ့လာကြရအောင်တော့ဂရဲ့အသုံးကလည်းနာနဲ့ခက်ဆင်စင်မှာအင်္ဂလိပ်လို less နဲ့တူတာပါကငွေကစီဖက်ဂျေလန်ယူကလေကငွေကစီကိုအင်္ဂလိပ်လို less တဲ့ပုံငါအိုင်ရှာကထမင်းစားမယ်ထမင်းစားစို့ let's eat ခါလူကရေတောက်မယ်ရေတောက်စို့ let's have a water မုတ်ရှာကမုံစားမယ်မုံစားစို့ let's have a snackဆိုင်ရဲ့အသုံးနှုန်းလေးတွေကိုလေ့လာကြရအောင်တော့ဆိုင်ကတော့ပြီးပြီဆိုတဲ့အဓိပ္ပာယ်ပါသူကတော့ good နဲ့လည်းအဓိပ္ပာယ်တူပါတယ်တွဲလျက်စကားလုံး collocation လိုပါပဲဆိုင်ငွေကစီတဲ့ချထုံမြငုဆိုင်လမ်ဖဲထုံမဒွန်းငါအိုင်ဆိုင်ငွေကစီကို have တဲ့ဘုံနာငွေကစီကို finish တဲ့ဘုံငါအိုင်ဆိုင်က have ဆိုရင်ငုကတော့ finish ဆိုတဲ့သဘောပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့ထမင်းစားပြီးဆိုပြီးစကားကရက်မသွားဘူးလေထမင်းစားပြီးပြီဆိုမှစကားကပြည့်စုံတာမျိုးပါပဲကဲဥပမာလေးတွေကိုလေ့လာကြရအောင်ငါရှာငုဆိုင်ကျွန်တော်ထမင်းစားပြီးပြီ I have finished my meal ငါခါလူငုဆိုင်ကျွန်တော်ရေတောက်ပြီးပြီ I have had water ငါမုတ်ရှာငုဆိုင်ကျွန်တော်မုံစားပြီးပြီ I have had a snack ကဲဤကွန်းဆိုတာလေးတွေကိုလေ့လာရအောင်သူကတော့လာဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အင်္ဂလိပ်လို question word ပေါ့ great ဤကွန်းငွေကစီဖဲဘိုင်ယူကဤဒဲကစီနီကိုကဆန်ဆန်ညံလာငယ်ကစီနီရဲငါအိုင်ကရှဒွန်ရှာဆိုင်ကွန်းသမင်းစားပြီးပြီလား Have you finished your meal ဤနဲ့ကားနဲ့တွဲသုံးရင်တော့စို့လားဆိုတဲ့အဓိပ္ပာယ်ကိုဖြစ်သွားပြန်ရောအင်္ဂလိပ်လို share နဲ့တူနေတာပါ။အော်ဤထက်ကပေါင်းလံယံရှောက်တဲ့ဘုံငယ်လကြုံရဲငါအိုင်ကရှဒွန်ရှာဆိုင်ဤသမင်းစားကြစို့လား Shall we have meal Shall we have snack တဲ့ရမ်ငါယံနာကဆိုင်ဤကွန်းငွေကစီနေတဲ့ချထုံယံလကြုံဟပုငိုင်ငုန်နေဖဲเจลาลูနာဆိုင်ငုဘဲကမိုင်ဖန်းနာလေဗီဒီယိုတာပိုက်ခရုံကဒီလောက်